ဒီမျိုးသားကချစ်သူကောင်မလေးကိုစမ်းသပ်ဖို့အတွက်အကြောတင်နေတယ်လို့ဟန်ဆောင်ခဲ့တယ်။ကောင်မလေးကသူ့ကိုနေတိုင်းခြေထောက်ဆုံနေပေးပြီးခြေဆေးပေးတာကိုမြင်တော့သူကအချစ်စစ်ကိုရှာတွေ့ပြီလို့ထင်ခဲ့တယ်။ဒါကြောင့်မင်္ဂလာဆောင်နေ့မှာလူတိုင်းကိုအံ့နာသွားအောင်လုပ်ဖို့သူကဆုံးဖြတ်လိုက်တယ်။ဟေးမနှက်ဖြန်ကျွန်တော်ယူရွှန်နဲ့မင်္ဂလာဆောင်တော့မယ်။မင်းထပ်ပြီးတော့သူ့ကိုအမှန်တိုင်းပြောပြတဲ့အချိန်မရောက်သေးဘူးလား။မရောက်သေးဘူးစမ်းသပ်မှုကမပြီးသေးဘူးလေ။မင်္ဂလာပွဲမှာလူတိုင်းရဲ့ရှေ့မှာမတက်ရက်ပြီးသူ့ဘဝရဲ့အကြီးမားဆုံးအံ့စရာကိုဖန်တီးလိုက်ပါ။ကျွန်တော်ယွန်ချမ်းရဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေကိုလက်ဆောင်တွေယူလာဖို့ဖိတ်ထားပြီးပြီ။အဲ့ဒီနောက်မှာမင်းကလုပ်ငန်းစုရဲ့အမွေဆက်ခံသူဖြစ်ကြောင်းကိုကြေညာမယ်။ပြီးတော့သူမကိုအမြင့်ဆုံးနေရာတစ်ခုပေးမယ်ကောင်းပြီလေ။သူမကိုတရားစုနှစ်ရဲ့အခမ်းအနားဆုံးမင်္ဂလာပွဲကိုဖန်တီးပေးမယ်။လူလေမိမလို့ချင်းလို့လား။ဒီယူမကဘယ်ကရောက်လာတာလဲထွက်သွားစမ်း။အဖွာအစင်ပြေရဲ့လား။လူလေမင်းမရေးစားရှိလားမိမလို့ချင်းလို့လား။အဖွာကျွန်တော်မှရေးစားရှိတယ်မနှက်ဖြန်မင်္ဂလာဆောင်မှာကျွန်တော်ခြေထောက်တွေတန်ရာရထားတာကြားပြီးအခုထိပြန်မကောင်းသေးဘူး။လူရီမုံပြီးသဘောကောင်းတဲ့သူပဲအခုခေတ်မှာဒီလိုလူငယ်မျိုးရှားတယ်။ငါတပုံရိုက်ပြီးမြင်းမလေးစီပို့ပေးလိုက်မယ်။မြေးလေသမီးအတွက်လူကောင်းတစ်ယောက်တွေ့ထားတယ်ကံမကောင်းတာကမနှက်ဖြန်သူမင်္ဂလာဆောင်တော့မှာတဲ့အခုသူ့တက်ပုံကိုပို့ပေးလိုက်မယ်။အဖွာမြေးလေးလူပြိုကြီးဖြစ်နေမှာကိုစိတ်ပူနေတယ်ဆိုပေမဲ့လမ်းပေါ်ကလူတိုင်းကိုတားပြီးပြောနေစရာမလိုပါဘူး။သမီးကရွေးချယ်စရာမရှိလို့ဒီလိုလုပ်နေတယ်လို့ထင်နေတာလား။သမီးကငယ်လေးတည်းကသူ့ကိုမျှော်လင့်နေခဲ့တာလေ။သမီးကအမြဲတမ်းမျက်နှာဖုံးဆွတ်ထားတော့ဘသူကမှသမီးရဲ့မျက်နှာအစ်စ်ကိုမမြင်ဘူး။လူတိုင်းကသမီးကိုအယုတ်ဆိုးတယ်လို့ထင်နေကြတယ်ဘသူကသမီးကိုလက်ထက်ရဲမှာလဲ။သူ့လက်နဲ့သူဒီမျက်နှာဖုံးကိုဖယ်ပေးမှသာသမီးကလက်ခံမှာ။အခြားဘယ်ယောက်ျားကိုမှအခွင့်အရေးမပေးနိုင်ဘူး။သူကလက်ထက်ပြီးသွားရင်ရောဒါဆိုရင်တစ်သက်လုံးဒီမျက်နှာဖုံးကိုဖယ်မှာမဟုတ်တော့ဘူး။သူပဲသူ့အကြောင်းအကုန်လုံးကို10မိနစ်အတွင်းသိချင်တယ်။ဟုတ်ကဲ့တကယ်လို့ရှင်သာဖြစ်ခဲ့ရင်20လောက်ဆောင်ခဲ့ရတဲ့ဂတိကိုနောက်ဆုံးတော့သမီးဖြည့်ဆည်းပေးနိုင်တော့မယ်။လင်းဖန်ဘလောက်ပဲပေးရရှင်ကိုရှာတွေ့အောင်ရှာမယ်။ယူရှန်ဒီနေ့ကမင်းရဲ့မွေးနေ့လေးကိုမင်းအတွက်ကိတ်မုံပြင်ဆင်ထားတယ်။စင်းပြီးယူလို့ရမလား။သူမအလုပ်များနေလို့ကိုပြောတာမကြားတာနေမှာပါ။ယူရှန်မနှက်ဖြန်သူနဲ့လက်ထက်တော့မှာကိုဒီညကိုလာတွေ့ဖို့တောင်းဆိုရဲသေးရဲ့ပေါ့။သူကတနေကုန်ပြီးတက်ကူလားထိုင်ပေါ်မှာပဲနေပြီးငါပြောသမျှကိုလုပ်နေတာလေ။ငါတို့အကြောင်းသူဘယ်လိုလုပ်သိနိုင်မှာလဲ။သူနဲ့တကယ်လက်ထက်မယ်လို့တွေးထားတာလား။ဒါပေါ့မဟုတ်တာမင်္ဂလာဆောင်ဆိုတာဟန်ဆောင်တာတတ်ပါပရောဂျက်ခွင့်ပြုချက်ရပြီဆိုတာနဲ့ငါတို့မိသားစုရဲ့ပြဿနာတွေအကုန်ပြေလည်သွားမှာပါ။အရာအလုံးပြီးသွားရင်သူ့ကိုရှင်းပြလိုက်မယ်။ဒါပေမဲ့သူကတော့အတီထင်နေပုံရတယ်မင်းမွေးနေ့အတွက်ကိတ်မုံတောင်လုပ်ပေးထားသေးတယ်။အဲ့ဒါကငါအတွက်အရေးမကြီးဘူးသူစိတ်ကူးရင်ချင်ရင်လည်းရင်ပါစေပေါ့။အဲ့ဒီချိန်မှာတော့နောက်နေ့မင်္ဂလာဆောင်ကအဆက်ကနေအဆုံးထိအလိမ်ညာတစ်ခုဆိုတာကိုသူသိသွားခဲ့တယ်။မပူပါနဲ့မနှက်ဖြန်သူလက်မှတ်ထိုးအောင်ငါလုပ်မယ်။စာချုပ်ကိုရပြီဆိုတာနဲ့ငါကကျက်မိသားစုရဲ့ကျေးဇူးရှင်ဖြစ်လာမှာပါ။ယူရှန်မင်းငါကိုစိတ်ပြတ်အောင်မလုပ်ဘူးဆိုတာသိပါတယ်။မွေးနေ့မှာပျော်ရွှင်ပါစေလူယူရှန်မစ္စရှန်ကျမတို့စုံစမ်းပြီးပါပြီ။သူ့နာမည်ကလင်းဖန်းတဲ့သူ့ရဲ့နောက်ခံကကိုက်ညီတဲ့သူဝတ်ထားတဲ့ဆွဲကြိုးကလင်းမိသားစုရဲ့အမှတ်သားပဲ။တေချာရဲ့လားလုံးဝတေချာပါတယ်။အဲ့ဒါရှင်20လောက်ရှာနေတဲ့သူပဲ။ဒါပေမဲ့လင်းဖန်းကမနှက်ဖြန်လူယူရွှန်နဲ့မင်္ဂလာဆောင်တော့မှာပါ။မင်္ဂလာဆောင်မဲ့အချိန်နဲ့နေရာကိုပို့ပေးပါဟုတ်ကဲ့။လင်းဖန်းစောင့်နေပါ။လူမိသားစုကအရေးရတဲ့မိသားစုတစ်ခုလေ။ဘလို့လုပ်ပြီးလူယူရွှန်ကပြီးတက်ကူလားထိုင်ပေါ်ကလူတစ်ယောက်နဲ့လက်ထက်ရတာလေ။သူ့မှာပိုက်ဆံလည်းမရှိဘူးအာဏာလည်းမရှိဘူးလို့ပြောကြတယ်။မင်္ဂလာပွဲစရိတ်ကိုတောင်လူမိသားစုကပဲကြက်ခံထားရတာတဲ့။ဒါကမင်္ဂလာဆောင်မဟုတ်ဘူးမိသားစုတွေကိုမိခိုသူတစ်ယောက်ရောက်လာတယ်လို့ပဲ။အဲ့ဒီမိသားစုရဲ့မှာသူကဘာမှတောင်ပြောပိုင်ခွင့်ရှိမှာမဟုတ်ဘူး။ငါခွင့်ပြုချက်စာရက်စာတမ်းယူလာတယ်။အခမ်းအနားပြီးတာနဲ့ချက်ချင်းလက်မှတ်ထိုးလိုက်။မစ္စတာကျန်းမှာယင်းနှိမ့်မြုံနှံသူတွေရှိပြီးသားပါ။ခွင့်ပြုချက်ရပြီဆိုတာနဲ့ဒီနေ့ပဲရန်ပုံငွေတွေရောက်လာလိမ့်မယ်။ဒီနေ့ကငါတို့မင်္ဂလာဆောင်လေမင်းကအဲ့ဒီစာရွက်ကိုပဲဂရုစိုက်နေတာလား။လင်းဖန်ပြဿနာမရှာနဲ့လူမိသားစုကုမ္ပဏီရဲ့အနာဂတ်ကအဲ့ဒီခွင့်ပြုချက်ပေါ်မှာမူတည်နေရ။ဒါဆိုမင်းကအဲ့ဒီစာရွက်လေးရဖို့အတွက်ငါနဲ့လက်ထက်တာပေါ့။ငါတို့ကမိသားစုဖြစ်တော့မှလေဘသူစီကပဲဖြစ်ဘာကွာလို့လဲ။ပရောဂျက်ကိုလူမိသားစုစီပေးလိုက်တာကလည်းမင်းမကိုကူညီရရောက်တာပဲလေ။ဆက်လိုက်ကြရအောင်အခမ်းအနားကိုအချိန်မဆွဲပါနဲ့တော့လူကြီးမင်းများခင်ဗျာမစ္စတာလင်းဖန်းနဲ့မစ္စလူယူရှန်တို့ရဲ့ဒီလိုအထူးခိုက်တန့်လေးကိုကြိုဆိုပါတယ်။မစ္စလူယူရှန်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကောင်းမွန်တဲ့အချိန်တွေမှာရောဆိုးရွားတဲ့အချိန်တွေမှာပါမစ္စတာလင်းဖန်းနဲ့လက်ထပ်ပြီးဘဝကိုအတူတူဖြတ်တန်းဖို့သဘောတူပါသလားဟုတ်ကဲ့သဘောတူပါတယ်မစ္စတာလင်းဖန်းချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကောင်းမွန်တဲ့အချိန်တွေမှာရောဆိုးရွားတဲ့အချိန်တွေမှာပါမစ္စလူယူရှန်နဲ့လက်ထပ်ပြီးဘဝကိုအတူတူဖြတ်တန်းဖို့သဘောတူပါသလားဟင်းအင်းသဘောမတူဘူးလင်းဖန်းပါပြောလိုက်တာလေငါသဘောမတူဘူးလို့ပြောတာလင်းဖန်းမင်းယူနေပြီလားယူရှန်ကမင်းနဲ့လက်ထပ်ဖို့သဘောတူတာကဘဝပေါင်းများစွာမင်းနဲ့မတန်တဲ့ကံကောင်းမှုပဲဖိတ်စာတွေလည်းပို့ပြီးအရေးကြီးတဲ့ဧည့်သည်တွေလည်းဒီမှာရောက်နေကြပြီမင်းသားလူမိသားစုကိုအဆက်ခွဲမယ်ဆိုရင်ဒီနေရာကနေအလွယ်တကူထွက်သွားနိုင်မယ်မထင်နဲ့ငါထွက်သွားခြင်းနဲ့ဆိုရင်ဘသူကတားနိုင်မှာလဲလင်းဖန်းအခုပြောခဲ့တာတွေကိုပြန်ရုပ်သိမ်းပြီးအဲ့ဒီစာရွက်မှာလက်မှတ်ထိုးလိုက်ဘာမှမဖြစ်ခဲ့တယ်လို့ငါဟန်ဆောင်ပေးမယ်မင်းကအခုထိအဲ့ဒီစာရွက်ကိုပဲစဉ်းစားနေတော့လားအဲ့ဒါမရှိရင်လူမိသားစုကရန်ပုံငွေရမှာမဟုတ်ဘူးပြီးတော့ကျက်မိသားစုကလည်းပရောဂျက်ကိုရမှာမဟုတ်ဘူးတစ်ဖက်မှာကြတော့ပြီးတက်ကူလားထိုင်ပေါ်မှာထိုင်နေလို့ငါ့ကိုမထီမဲ့မြင်လုပ်တယ်နောက်တစ်ဖက်မှာကြတော့လူမိသားစုရဲ့အကျွေးတွေကိုဆက်ဖို့ပရောဂျက်ကိုလူကျင်နေတဲ့လူယူရွှန်မင်းအတွက်အိမ်ထောင်ရေးကဘာကိုဆိုလိုတာလဲပြီးတော့ငါကတော့မင်းအတွက်ပါလဲငါကမိသားစုကိုကဲတင်ချင်ုံလေးပါမင်းသာလက်မှတ်ထိုးမယ်ဆိုရင်ငါတို့အတူတူကောင်းမွန်တဲ့ဘဝလေးတည်ဆောက်ကြမယ်လို့ကတိပေးပါတယ်ဘယ်ချိန်ထိငါ့ကိုလိန်နေဦးမှာလဲမနေ့ညကမင်းမွေးနေ့ကိတ်နဲ့မင်းအိမ်ကိုငါလာခဲ့တယ်လင်းဖန်းမင်းပါကိုဆိုလိုတာလဲမင်းတို့ပြောခဲ့တဲ့စကားတခုချင်းစီကိုငါကြားခဲ့တယ်မနေ့ညကမစ္စတာကျန်းကပရောဂျက်အကြောင်းပြောဖို့ငါစီလာခဲ့တာပါငါတို့ကြားမှာဘာမှမရှိရဘူးပရောဂျက်အကြောင်းပြောဖို့ဟုတ်လားမင်္ဂလာဆောင်ပြီးရင်ငါ့ကိုဘယ်လိုဖယ်ရှားပြရမလဲဆိုတာတိုင်ပင်နေတာမဟုတ်ဘူးလားမင်းငါ့ကိုလိုက်ဆောင်ကြည့်နေတာလားယူရွှန်ကမင်းကိုရွေးချယ်ခဲ့ရင်တောင်မင်းကဘာလုပ်နိုင်မှာမို့လို့လဲမင်းကပြီးတက်ကူလားထိုင်ပေါ်ကစာလောင်ရည်တဲ့လူတွေတယောက်ပဲပိုက်ဆံလည်းမရှိအဆက်အသွယ်လည်းမရှိဘူး
သူကမင်းနဲ့လက်ထက်တာဟာကုသိုလ်ပြုတာပဲမြန်လက်မှတ်ထိုးလိုက်စမ်းပါလူမိသားစုကရန်ပုံငွေရပြီဆိုရင်မင်းအသက်ရှင်ဖို့အတွက်ပိုက်ဆံနည်းနည်းပါးပါးတောင်ပေးကောင်းပေးနိုင်သေးတယ်မင်းကငါ့ကိုအမိန့်ပေးနေတာလားငါစကားတခုနဲ့လူမိသားစုရှင်တန်နိုင်မလားဆိုတာကိုဆုံးဖြတ်နိုင်တယ်ပြီးတော့ယွင်ချမ်းမှာမင်းနေရာပြန်မရအောင်လဲလုပ်နိုင်တယ်ဒီလောက်လက်စားမှုတွေလုပ်ပြီးနောက်မှာမင်းတို့လိုချင်တာကဒီစာရက်ပဲမဟုတ်လားလင်းဖန်မင်းသာလက်မှတ်ထိုးရင်ဒီနေ့ဖြစ်ခဲ့တာတွေအားလုံးကိုငါမေ့ပြစ်လိုက်မယ်ဒါပေမဲ့ငါကတော့နောက်ဆုံးချိန်ထိမင်းတို့နဲ့ရှင်းဖို့ရည်ရထားတယ်ငါလင်းဖန်ပေးချင်တာကိုပဲမင်းတို့လက်ခံနိုင်ခွင့်ရှိတယ်ငါမပေးချင်ရင်ဘယ်သူမှလူယူလို့မရဘူးအဲ့ဒီခွင့်ပြုချက်မရှိရင်မင်းကဘာမှမဟုတ်ဘူးလူမိသားစုကိုစွန့်ပစ်လိုက်ရင်မင်းလိုဒုက္ခတီကိုဗမိတ်မကလိုချင်ပါလဲဟုတ်တယ်မင်းဒီတကားကနေထွက်သွားရင်ယူရွှန်လိုမိမမျိုးကိုဘယ်တော့မှထပ်မတွေ့ရတော့ဘူးသူ့ကိုဘယ်သူမှမလိုချင်ဘူးလို့ဘယ်သူပြောလဲမင်းကဘယ်သူလဲငါမင်္ဂလာဆောင်ကိုဘာလို့ဒီလိုပုံစံနဲ့ဝင်လာရတာလဲငါတို့သားကိုလာလူတာနင်ထင်သေးတဲ့သူကိုငါကလိုချင်တဲ့လူယူရွှန်နင်သူနဲ့မလက်ထပ်ဘူးဆိုရင်ငါလက်ထပ်မယ်မင်းကလင်းဖန်းနဲ့လက်ထပ်ချင်တာလားဟုတ်တယ်သူဘယ်သူလဲဆိုတာတော့မသိရဲနဲ့ငါစီကနေလာလူရဲတယ်ပေါ့နင်က project တစ်ခုအတွက်သူ့ကိုလိန်ခဲ့ပြီးလူပုံလဲမှာအဆက်ခွဲခံရအောင်လုပ်ခဲ့တယ်နင်ကသူ့တံပိုးကိုမသိရင်ငါကဘာလို့သူ့ကိုခေါ်မသွားနိုင်ရမှာလဲငါမလိုချင်တဲ့ယောက်ျားကိုနင်ကယတနာတစ်ခုလိုသဘောထားနေတာလားနင့်မှာအကြိုက်မရှိဘူးဆိုတာရှင်းနေပါတယ်နင့်အတွက်တော့အိမ်ထောင်ရင်းနဲ့ခန်းစားချက်တွေမှာဈေးနှုန်းရှိတယ်ငါအတွက်တော့သူကနင်ရချင်တဲ့အရာအအောင်ထက်ပိုတန်ဖို့ရှိတယ်အဲ့ဒီမင်္ဂလာဝတ်စုံကအရန်စေးကြီးပုံရတယ်သူကတာမန်မိန်းမတယောက်နဲ့မတူဘူးဒါကဝတ်စုံတက်ပါဘာမှတက်တယ်မပြနိုင်ပါဘူးသူ့မျက်နှာကိုတောင်မပြရဲဘူးလေလင်းဖန်းကဟန်ဆောင်ဖို့သူ့ကိုပိုက်ဆံပေးထားတာတေချာတယ်သူ့ရဲ့ရဲစရာကောင်းတဲ့မာနကိုကယ်တင်ဖို့အတွက်ပေါ့အဲ့ဒါမှန်တယ်ဗမိတ်မကများမင်္ဂလာပွဲကိုဝင်လာပြီးပြီးတက်ကူလားထိုင်ပေါ်ကလူတယောက်ကိုခေါ်သွားမှလဲလူမိသားစုကဒီခန်းမကိုငားထားတာအခုချက်ချင်းထွက်သွားစမ်းသူတို့သားကမင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ပြီးသူတို့သမီးကလည်းဒါဟာစီးပွားရေးတစ်ခုဆိုတာကိုဝန်ခံပြီးပြီဒီအခမ်းအနားကပြီးသွားပါပြီမင်္ဂလာပွဲပြီးပြီလားမပြီးဘူးလားဆိုတာမင်းဆုံးဖြတ်เสียရမလို့ဘူးငါပြီးပြီလို့ပြောရင်ပြီးပြီပဲလင်းဖန်းမနေ့ညကငါချမ်းစီနဲ့အတူရှိနေတာကိုမင်းသိသွားတယ်ပြီးတော့ဒီနေ့မင်းကိုလာလို့တလို့ဟန်ဆောင်ဖို့မိမတယောက်ကိုငှားလိုက်တယ်ပေါ့ငါ့ကိုထားခဲ့ပြီးတဲ့နောက်မှာတော့မင်းကိုလက်ခံမဲ့မိမတွေရှိသေးရဲ့ဆိုတာကိုပြချင်နေတာလားငါမင်းကိုဘာမှတက်တည်ပြเสียရမလို့ဘူးဒါဆိုမင်းဘာလို့မင်္ဂလာဝတ်စုံကိုဝတ်လာတာလဲမင်းဒါကိုစီစဉ်ထားတာမဟုတ်ဘူးလို့ပြောရဲလားငါလာချင်လို့လာတာသူ့မှာပိုက်ဆံလည်းမရှိအဆက်အသွယ်လည်းမရှိမတ်တက်တောင်မရက်နိုင်ဘူးလေမင်းမျက်နှာဖုံးကိုတောင်မချွတ်ရဲဘူးပြီးတော့မင်းလာချင်လို့လာတယ်ပြောသေးတယ်ငါကနင်းနဲ့မတူဘူးသူဘလို့လူလဲဆိုတာကိုပဲဂရုစိုက်တယ်လူတယောက်ရဲ့တန်ဖိုးကသူ့ခြေထောက်တွေပိုက်ဆံနဲ့အာနာတွေပေါ်မှာမမူတည်ပါဘူးငါ့ကိုသင်ခန်းစာပေးဖို့မင်းကဘယ်သူမို့လို့လဲအနည်းဆုံးတော့ငါက project တစ်ခုကိုလူဖို့အတွက်အိမ်ထောင်ရေးကိုအသုံးချမှာမဟုတ်ဘူးပြီးတော့သူစူးစမ်းထားတာတွေကိုရေမောရင်သူ့ခန်းစားချက်တွေကိုအခွင့်ကောင်းယူမှာလည်းမဟုတ်ဘူးယူရှန်သူတို့နဲ့အချိန်ဖြုံးမနေနဲ့လုပ်ငန်းအုပ်စုရဲ့အရှိပိုင်းဒေတာဒါရိုက်တာမစ္စတာရှောင်းချန်ချန်ဒီနေ့ကိုယ်တိုင်လာလိမ့်မယ်မစ္စတာရှောင်းကသဘောတူလိုက်တာနဲ့လူမီသားစုကလုပ်ငန်းအုပ်စုရဲ့အဓိက project တစ်ခုမှာပါဝင်ခွင့်ရလိမ့်မယ်ရှောင်းချန်ချန်ကအရှိပိုင်းဒေတာတစ်ခုလုံးရဲ့အမြင့်ဆုံးတာဝန်ခံပဲသူ့စကားတခုနဲ့တင်လုပ်ငန်းရဲ့ project တွေကိုဘယ်သူရမလဲဆိုတာဆုံးဖြတ်နိုင်တယ်ဟုတ်တယ်မစ္စတာချန်ကလူမီသားစုကိုအလေးထားလို့မင်္ဂလာပွဲကိုကိုယ်တိုင်လာတာပါသူကမင်းကိုလာတွေ့တာတေချာရဲ့လားဒါပေါ့ငါတို့ကိုမတွေ့ပဲမင်းတို့ကိုလာတွေ့ရမှာလားမစ္စတာရှောင်းချန်ချန်ရောက်လာပါပြီအရှိပိုင်းဒေတာလုပ်ငန်းအုပ်စုရဲ့အမြင့်ဆုံးတာဝန်ခံအားလုံးကလိန်ညာမှုတွေပဲမစ္စတာရှောင်းနောက်ဆုံးတော့ရောက်လာပြီပဲမစ္စတာလူနဲ့ကျွန်တော်စောင့်နေတာကြာလာပြီမစ္စတာရှောင်းကျွန်တော်ကလူကုမ္ပဏီကလူချမ်းကောပါအဓိက project အတွက်အဆိုပြုလွှာအပြည့်စုံကိုပြင်ဆင်ထားပြီးပါပြီဖဲလိုက်စမ်းမစ္စတာရှန်နောက်ကျသွားတဲ့အတွက်နဲ့စောင့်ခိုင်းမိတဲ့အတွက်တောင်းပန်ပါတယ်မစ္စတာရှောင်းသူ့ကိုဘယ်လိုခေါ်လိုက်တာလဲသူမကရှန်ချန်စီရှန်ချန်အုပ်စုရဲ့ဥက္ကဋ္ဌပြီးတော့လုပ်ငန်းအုပ်စုရဲ့အရေးပါဆုံးမဟာဗျူဟာမြောက်မိဖက်တွေကတယောက်ပဲသူမကရှန်ချန်အုပ်စုကိုဥဆောင်နေတဲ့မိန်းမလားအဲ့ဒါကကမ္ဘာကြီးဆုံးကုမ္ပဏီ900တဲကတခုလေကျမ်းမီသားစုတောင်သူ့ကိုတွေးဖို့ကြိုတင်ရက်ချင်းယူရတာပြီးတော့လူယူရွှန်ကအစွမ်းထက်တဲ့မစ္စတာရှန်ကိုငှားရမ်းထားတဲ့တရုတ်ဆောင်တယောက်နဲ့မာသွားတယ်တဲ့မဖြစ်နိုင်ဘူးရှန်ချန်အုပ်စုရဲ့ဥက္ကဋ္ဌကသူတို့သားကိုလာလို့စရာလားဇလန်းဆက်ကိုကြည့်ရှုရန်ဘဘက်အောက်ထောင်ရှိလင့်ကိုနှိပ်ပါ